用天会表看长好个，阿努被明啦吧，地靠查到ကျွန်တော်စိုက်ပျိုးမြေလုံးဝမကောင်းတဲ့နေရာမြေကြီးစိုက်ပျိုးမြေလုံးဝ6သွေးတဲ့နေရာမှာ Irrigation system ရဲ့အဆက်ချစနစ်နဲ့ Agro-stream ကပြုလုပ်ထားတဲ့ organic မြေဩဇာ organic fertilizer ကိုအသုံးပြုပြီးမှစလာရွက်နဲ့မျိုးစိုက်ပျိုးတာပါကျွန်တော်စိုက်ပျိုးတဲ့စလာရွက်ကကြတော့ဒီ red of venus ဆိုတဲ့ပေါက်နှုန်း85ရာခိုင်နှုန်းရှိတဲ့စလာရွက်တစ်မျိုးရဲ့နောက်တစ်ခုကြတော့ဒီ big red ox ဆိုတဲ့စလာရွက်ဒီမျိုးကိုအဓိကစိုက်ပျိုးတာပါဒီစလာရွက်ကလည်းပေါက်နှုန်းကြတော့85ရာခိုင်နှုန်းရှိပါတယ်ကျွန်တော်စိုက်ပျိုးတဲ့ဒီစိုက်ပျိုးမြေဆိုရင်စိုက်ပျိုးလို့လုံးဝမကောင်းတဲ့နေရာမြေကြီးလုံးဝ6တွေ့တဲ့နေရာလွန်ခဲ့တဲ့ချိန်မှာတမေဟောစာရန်တုံးခဲ့တဲ့နေရာဖြစ်ပါတယ်ရဲ့စချစနစ်နဲ့ organic မြေဩဇာကိုပဲအသုံးပြုမှအခုလိုဖြစ်ထွန်းအောင်စိုက်ပျိုးနိုင်ခဲ့တာပါဂျာလာမှာကျတော့ကျွန်တော်စပကွန်ခင်းထားပဲပါတယ်ပေါင်းပြမကောင်းအောင်နောက်ထပ်ကျတော့ကျွန်တော်စိုက်ပျိုးတဲ့ချိန်မှာရိုးနိုစိုက်ပျိုးစနစ်ကိုတိတ်ကအသုံးပြုထားပါတယ်ဒီစလာရက်တွေရဲ့အတာချက်ကတော့ကျွန်တော်တို့ခါတိုင်းစားနေကြစလာရက်တွေထက်စာရေးပုံပြီးမှစိတ်ပြီးအရသာရှိပါတယ်လက်ဆက်ပါတယ်ဒီရက်အောက်ချတော့ရွက်ပုံစံနဲ့မတူသလိုအပြင်ဆိုင်လေးအနည်းငယ်တေးပါတယ်ဒီ red of venus တော့ပုံပြီးမှကြီးထွားမှုပုံမှန်မြန်ဆန်တယ်လို့တပင်ချင်းဆိုရင်20လက်မှအထည်ကိုကြီးထွားနိုင်တယ်用这个就不把菜。